ဒီနေ့မှာတော့ကိုလိုနီခေတ်ကဆရာကြီးပီမိုးနင်းရေးသားခဲ့တဲ့မလုံမဆားဆိုတဲ့ဝတ္ထုတို့လေးအကြောင်းပြောကြချင်ပါတယ်ဟုတ်ကဲ့ဒီဝတ္ထုရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့လေအလုတ်ဆိုတာလူချင်းဝစ်လူတံပိုးလူကုန်ချက်တွေဖြစ်တယ်အဲ့ဒီအကြောင်းကိုပြောချင်တာပါနောက်ပြီးတော့အလုံးမလုံးပဲစားတော့ရှင်တန်တာထက်အငက်ခံပြီးတေးလိုက်တာကမှပိုပြီးမြတ်တယ်ဆိုတဲ့အသည့်ကိုခန်းစားသိမြင်စေချင်တာဖြစ်ပါတယ်ကဲဒီတော့ဒီဝတ္ထုတို့လေးကိုအပိုင်း၅ပိုင်းခွဲပြီးတော့တစ်ချင်းချင်းလေ့လာကြည့်ကြရအောင်နော်ဟုတ်ကဲ့ပထမဆုံးအချက်အနေနဲ့ကတော့ဒီဝတ္ထုလေးရဲ့အဓိကဇာတ်ဆောင်စစ်တဲ့မောင်ရင်ကိုအရင်ဆုံးမိတ်ဆက်ကြည့်ကြရအောင်ပါစာရေးသူကသူ့ရဲ့ဇယိုက်ကိုဘယ်လိုနည်းလဲမျိုးသုံးပြီးတော့ပုံဖော်ထားတယ်လဲဆိုတာကိုပါတခါတည်းကြည့်သွားကြပါမယ်စာရေးဆရာတွေမှာလေဇက်ကောင်တယောက်ရဲ့စရိတ်ကိုဖော်ပြဖို့နီလာနှမျိုးရှိတယ်ပေါ့နော်။တစ်မျိုးကကြတော့စာရေးသူကနေပြီးတော့ဒါကတော့ဒီလိုလူမျိုးပါလို့တိုက်ရိုက်ကြည့်ပြောပြလဲအပြောနီးပါ။ဒါပေမဲ့ဒီဝတ္ထုမှာသုံးထားတာကအဲ့ဒီနီးမဟုတ်ဘူး။ဒုတိယတစ်မျိုးဖြစ်တဲ့အပြနီးကိုသုံးထားတာပါ။ပြနီးဆိုတာကဘာလဲဆိုတော့ဇက်ဆောင်ရဲ့အပြူးမှုတွေသူပြောတဲ့စကားတွေသူ့အတွေ့တွေအဲ့ဒါတွေကနေတဆင့်သူ့ရဲ့စရိတ်ကိုစာဖတ်သူကိုယ်တိုင်ကနေနားလည်လာအောင်ပြတာတဲ့နီးလမ်းမျိုးပေါ့ဝတ္ထုကိုစားဖွင့်လိုက်ကနေကိုခြေကွက်ဆိုင်မြင်ကွင်းတစ်ခုကိုတွေ့ရမှာပါဖခင်ဖြစ်တဲ့ဦးရွှေသားကမရဏလန်းကိုရှောင်လန်းနေသည်အဲ့ဒီအချိန်မှာပါဖြစ်သူမောင်ရင်အတွက်သူကရင်မအဲနိုင်ဖြစ်နေရှာတယ်ဒါပေမဲ့မောင်ရင်ကတော့လေစကားတခုံးမှမပြောဘဲနဲ့ဖခင်ရဲ့ခြေသလုံးကိုပဲအသာအရာနှိမ့်နိုင်ပေးနေရင်းနဲ့တားလီမှာတယောက်ရဲ့စရိတ်ကိုစားဖတ်သူတွေညင်သားအောင်ပြသနေခဲ့ပါတယ်ကဲအခုဆိုရင်ဒီဝတ္ထုရဲ့အဓိကအချက်ချာကြတဲ့နေရာကိုရောက်လာပါပြီအဲ့ဒါကတော့မောင်ရန်ရဲ့ရှက်ဆက်ရှော့ရမယ်ဘဝတစ်ခုလုံးကိုလမ်းညွှန်ပေးသွားမယ်ဖခင်ကိုပေးရတဲ့ဂတိစကားပါပဲစစ်ပြေကြည့်လိုက်ကြရအောင်ပါဦးရွှေသားကလေးတူးသားရဲ့နောင်ရေးအတွက်စိတ်အေးနိုင်တို့နီလန်းတစ်ခုကိုစဉ်းစားမိခဲ့တယ်အဲ့ဒါကတော့ဂတိတစ်ခုတောင်းဖို့ပါပဲအဲ့ဒီဂတိကဘာလဲဆိုတော့အလုပ်တစ်ခုခုမလုပ်ရသမျှထမင်းကိုအလကားရတောင်မစားပါတမူးတန်လုပ်ရမှတပည့်တန်စားပါမည်အစားအဝတ်တို့ထက်အလုပ်ကိုပိုစီမီဆိုတဲ့ဂတိပါပဲမောင်ရင်ကလည်းဒီဂတိကိုဘလို့ပေးခဲ့လဲဆိုတော့အလုံးမလုံးပဲအသက်မရှင်ပါဘူးအငက်ခံပြီးတေးပါမယ်ဆိုပြီးဂတိပေးခဲ့တာပါဒီနေရာမှာပဲဖခင်အပေါ်ထားတဲ့သူရဲ့ချစ်ချင်းမေတ္တာနဲ့တည်တဲ့မှုဒါတွေကိုစာပက်သူဒီအနေနဲ့ကိုချင်းစာပြီးတနာစိတ်ဝင်လာအောင်စာရေးသူကကရုဏာရက်တမြောက်အောင်ပုံဖော်ထားတာကိုတွေ့ရမှာလားကဲဖခင်ဖြစ်သူကွယ်လွန်သွားပြီးတဲ့နောက်မှာတော့မောင်ရင်ပေးထားတဲ့ဂတိဟာချက်ချင်းဆိုသလိုပါပဲအကြီးမားဆုံးစံတမှုတစ်ခုနဲ့တန်းပြီးရင်ဆိုင်ခဲ့ရတာပါလေဖခင်ကွယ်လွန်ပြီးနောက်မှာဗာဆက်ချီလဲဆိုတော့မောင်ရင်ဟာသူ့ရဲ့ဂတိအထိုင်းပဲအလုပ်ဘာမှမလုပ်ရသေးတဲ့အတွက်၄ရက်တိတိ၄ရက်လုံးလုံးအစာမစားပဲတငတ်ခံနေခဲ့ပါတယ်သူ့ကိုမွေးစားဖို့ခေါ်ထားတဲ့သူကြီးအိမ်တော်မှာတော့သူကဘာမှမစားဘူးဒါကိုမြင်တော့လူတွေကဘလို့ထင်လဲဆိုတော့ဖခင်အတွက်ဝမ်းနဲ့လုံးလုံးမစားနိုင်ဘူးလို့ပဲထင်ကြတာပေါ့အထူးသဖြင့်သူကြီးရဲ့ဒူမဖြစ်သူမဲလုံးကသူ့ကိုအယမ်းတနာပြီးအစာစားဖို့လာပြီးဖြောင်းပြတယ်ဒါပေမဲ့မောင်ရင်ကအမှန်တိုင်းမပြောဘဲဟန်ဆောင်နေခဲ့ပေမဲ့သူ့ရဲ့ဘိုက်ကတော့တချွတ်ချွတ်နဲ့တကယ်ကိုစားလောင်နေပါပြီဒါပေမဲ့အဲ့ဒီလိုစားလောင်နေတာကိုကြံ့ကြံ့ခံပြီးတော့သူကတိကိုစောင့်ထိန်နေတဲ့မောင်ရင်ရဲ့စိတ်သက်ကနေတဆင့်သူ့ရဲ့ခေါင်းဆန်တဲ့ဝီရယတာကိုစာရေးသူကနေပြီးတော့ဖော်ကျူးထားတာတွေ့ရပါတယ်ဆိုတော့တခြားသူတွေရဲ့အကူအညီကိုစောင့်နေမဲ့အစားမောင်ရင်ဟာသူ့ရဲ့ကတိကိုဖြစ်စည်းဖို့ဆိုရင်အခွင့်အရေးကိုကိုယ်တိုင်ပဲဖန်တီးရမယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါပြီအဲ့ဒီမှာသူဘလို့ဆုံးဖြတ်လိုက်လဲဆိုတော့အလုတ်ကိုခိုင်မလုံးတာကြမ်းစိပဲမခိုင်ပဲလုံးမယ်လို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီနောက်မှာတော့ရေမရှိတဲ့ရာဝင်အိုးတွေကိုတွေ့တော့ဘေးအိမ်ကနေရေထမ်းပုံနဲ့ထမ်းပုံငါပြီးချောင်းကနေရေတွေတွားခတ်အကုန်ဖြည့်ပေးခဲ့ပါတယ်မင်းလုံကအားမရှိတဲ့မောင်ရင်ကိုလာတားတဲ့ခါမှာတော့မောင်ရင်ကဘာပြန်ပြောခဲ့လဲဆိုတော့အလုတ်ဒီစိတ်ယောဂအတွက်အကောင်းဆုံးဆေးလို့ပြန်ပြောခဲ့ပါတယ်အဲ့ဒီနောက်မဲလောင်တိုက်တဲ့နွားနို့ကိုတောက်ပြီးတော့အာယူပြီးတော့ဆက်လှုပ်လှုပ်နေတဲ့မောင်ရင်ကိုတိရွာလုံးကကိုအံ့ဩသွားကြတယ်သူကသင်းပေါက်ရေးတဲ့အင်လို့အားလုံးကိုပြီးအောင်လုပ်ပြီးတော့မှပဲသူ့ဘွားရဲ့ပထမဆုံးစာကိုစပြီးတော့စားခဲ့လာပါဟုတ်ပြီဒါဆိုရင်မောင်ရဲ့အဲ့လိုခိုင်မာတဲ့စိတ်ဓာတ်နဲ့ဂတိတီမှုကသူ့ဘွားအတွက်ဘလို့အတီးပွင့်ကောင်းတွေဆောင်ခြင်းပေးခဲ့တယ်လေဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်ပါဇလန်းကိုဖြန့်ပြီးခြုံငုံကြည့်လိုက်ရင်လေမောင်ရဲ့ကတိတီမှုပြီးတော့အချောင်မလန့်တက်စိတ်အလုံးစူးစမ်းမှုကြံ့ကြံ့ခံနိုင်မှုနဲ့တည်ကြည်ရင်ချက်မှုအဲ့ဒီလိုရေးသွေးတွေအားလုံးဟာတန်ဖိုးရှိတဲ့လူတစ်ယောက်ရဲ့အမတာဖြစ်တယ်ဆိုတာကိုတွေ့ရမှာပါနောက်ဆုံးမှာတော့သူ့ရဲ့အလိုကျူးစားတဲ့စိတ်တဲ့အသက်နဲ့ထပ်တူအလော့ပေါ်မှာတံပိုးထားတဲ့စိတ်အဲ့ဒါဒီကြောင့်ပဲသူဟာရက်ရွာရဲ့ချစ်ခင်လေးစားမှုကိုအပြည့်အဝရရှိခဲ့တယ်ပြီးတော့သူကြီးရဲ့မွေးစားသားချစ်လာခဲ့သလိုမဲလုံးနဲ့လည်းလက်ထပ်ခွင့်ရခဲ့ပါတယ်
ဒီတော့ကိုလိုနီခေတ်ကရေးခဲ့တဲ့ဒီဇာလန်လေးကတော့မျက်မှောက်ခေတ်မှာရှိနေတဲ့ဒိုဒီအတွက်အလုံးနဲ့ဂုံသက်ခါကြားကဆက်ဆက်မှုကိုဘလို့တန်ဖိုးထားကြတယ်လဲဆိုတဲ့မေးခွန်းလေးတစ်ခုကိုတော့စဉ်းစားစရာအဖြစ်ခြံထားခဲ့ပါတယ်လို့ပြောရင်ညီကုန်းချုပ်လိုက်ပါစေ